sunscreen လိမ့်နေတာဘူးပေါ်က SPF တို့ PA တို့ကဘာကိုပြောတာလဲစသဖြင့် sunscreen အကြောင်းဘာမှမသိဘူး sunscreen ကောင်းကောင်းမရွေးချယ်တတ်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုကြည့်သွားနော်ဒါကတော့ Q+ ရဲ့ moisturizing sunscreen ဖြစ်ပါတယ် SPF က sun protection factor လို့ခေါ်ပါတယ်သူက UVA UVB UVC သုံးမျိုးထဲကိုမှ UVB ကိုအဓိကကောက်ွယ်ပေးတာဖြစ်တယ် SPF တွေမှာလည်း SPF 15 30နဲ့ 50ဆိုပြီးတော့မျိုးမျိုးတွေ့ရပါလိမ့်မယ် SPF ရဲ့ကနန်းမြင့်လေ UVB ကိုကောက်ွယ်ပေးနိုင်လေပေါ့နော်နဲ့ PA ဆိုတာက protection grade of UVA လို့ခေါ်ပါတယ် PA ကိုမှ PA+ တစ်လုံးပါရင် UVA အချို့ကိုကောက်ွယ်ပေးနိုင်တယ် PA+ နှလုံးပါရင် UVA ကိုအတော်အတန်ကောက်ွယ်ပေးနိုင်တယ် PA+ သုံးလုံးပါရင် high protection ထိထိရောက်ကောက်ွယ်ပေးနိုင်တယ် PA+ လေးလုံးပါရင်တော့ extremely high UVA protection ပေါ့နော်ကန်းချေတို့နဲ့အရန်ပူတဲ့နေရာတွေရေရောနေရောအမြဲထိတွေ့ရတဲ့နေရာတွေမှာနေတဲ့လူတွေကလွဲရင် PA+ သုံးလုံးပါတဲ့ sunscreen ကိုသုံးပေးရင်တော်တော်လေးလုံလောက်ပါပြီနော် sunscreen အမျိုးအစားတွေမှာလည်း physical sunscreen chemical sunscreen နဲ့ hyper sunscreen ဆိုပြီးတော့သုံးမျိုးရှိပါတယ် physical sunscreen ကို mineral sunscreen လို့လည်းခေါ်ကြတယ်ပေါ့နော် physical sunscreen က skin အပေါ်ယံကနေ reflect လုပ်ပြီးတော့ UV ray တွေကိုကောက်ွယ်ပေးတယ် chemical sunscreen ကတော့ absorb လုပ်ပြီးတော့ကောက်ွယ်ပေးတယ် hyper sunscreen ကတော့ physical နဲ့ chemical နှစ်မျိုးပေါင်းစပ်ထားတာဖြစ်လို့တချို့ကလည်း reflect လုပ်တယ်လို့တချို့ကလည်း absorb လုပ်ပြီးတော့ကောက်ွယ်ပေးတာပေါ့နော်မြန်မာနိုင်ငံလိုအပူပိုင်းဒေသတွေမှာနေတဲ့သူအများစုက sunscreen လိမ့်ရင်ပူတာတို့နေရာခတ်တာလို့ဖြစ်တတ်ကြလိမ့်မယ်ဒီလိုအခြေအနေမျိုးဆိုရင် water based sunscreen ကိုသုံးပေးဖို့ပြီးတင်တော်တယ် Avery ကိုလည်း sunscreen ပါသုံးတင်လည်လာမေးကြလို့ Avery က Q+ ရဲ့ Aqua Splash Moisturizing Sunscreen လေးကိုညွှန်ပေးချင်ပါတယ်ဒီ Q+ Moisturizing Sunscreen လေးကို Avery သုံးကြည့်ရ2လလောက်ရှိပြီး SPF 50+ PA+ သုံးလုံးပါလို့ UVA UVB တွေကိုထိထိရောက်ကောက်ွယ်ပေးနိုင်ပါတယ်သူ့ကိုပထမဆုံးစလိန်ကတည်းကတတိထားမိတာက water based sunscreen ဆိုတဲ့အတိုင်းလိမ့်လိုက်တာနဲ့အသားပေါ်မှာအေးအေးလေးဖြစ်သွားတာလိမ့်တဲ့ခါမှာလည်း light weight ဖြစ်တာရဲ့စိတ်ကတာမျိုးလုံးဝမရှိဘူး blend ရလွယ်တဲ့ texture လေးမျိုးစိတ်ဝင်ရလွယ်ပြီး white case ကျန်တာမျိုးပါညာမဖြစ်ဘူးပေါ့နော် moisturizing sunscreen ဆိုတဲ့အတိုင်း hydrating moisturizing ဘိုင်းမှာတော်တော်လေးကောင်းတယ် sunscreen ဆိုပေမဲ့အစိုးသက်ထိမ့်ပေးနိုင်တာလေးကိုတော့ Avery တော်တော်လေးသဘောကျမိတယ် sunscreen လိမ့်ပြီးတိုင်းမှာပူတာစိတ်ကတာအစိပ်ပြက်တာမျိုးမကြိုက်တဲ့သူတွေဆိုရင်လုံးဝရွေးချယ်တဲ့ sunscreen လေးဖြစ်ပါတယ်နော်ဒါကတော့ Q+ Moisturizing Sunscreen လေးလိမ့်ထားတဲ့ finish look လေးပေါ့နော် sunscreen တစ်မျိုးတည်းလိမ့်ထားရတဲ့ကိုအသားရည်လေးကပပကြီးကြီးဆူဆူပြောင်ပြောင်လေးနဲ့အိနေရပဲပေါ့နော် sunscreen တစ်ခုတည်းနဲ့ sun protection ကောင်းကောင်းလုပ်ပေးနိုင်ရုံတည်းမကဘူး moisturizing ဘိုင်း texture နဲ့ blending ဘိုင်းမှာလည်းပြောစရာမရှိအောင်သုံးလို့ကောင်းပါတယ်နော် fragrance free ဖြစ်လို့ sensitive skin အပါအဝင် all skin type သုံးလို့ရလို့ Q+ ရဲ့ moisturizing sunscreen လေးကို recommend ပေးလိုက်ပါတယ်နော်